အခုကတော့ကျွန်တော်တခါမှမရောက်ဘူးတဲ့ဗီဒီယိုတွေထဲမှာပဲမြင်ဘူးတယ်ပေါ့နော်ရေနံစင်ကြီးတွေရေနံဆက်ကြီးတွေစီကိုကျွန်တော်ရောက်နေရဖြစ်ပါတယ်ဒါကတော့6လိုမျိုးဟိုစင်လိုမျိုးစင်ကြီးလားအဲ့စင်ကြီးဆိုတာအဲ့မှာတကယ်တမ်းသူကအမှတ်သားပြထားတဲ့စင်ကြီးလိုပဲသူကဒီဘဝနေပါတကယ်တမ်းဆက်ကတူးရဲ့ဆက်ကတော့ဒါရေနံချောင်း6ရေနံချောင်းတို့ဒီဘက်မှာပဲရေနံထွက်တာနော်ဟုတ်တယ်ဟိုလိုမျိုးဗီဒီယိုတွေထဲမှာမြင်မှုနေတဲ့အချိန်ကြီးရတယ်ဒီဆက်ကြီးတွေရှိတဲ့အကြောင်းအမှတ်သားပြတာရေနံထွက်တော့မြင်မှုပါတယ်ခင်ဗျာဒီအခုကျေးဇူးပဲပေါ့ live ကိုရကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ကဲ့ပါ6ကိုရောက်တော့နော်ဟုတ်6ရောက်လို့မလွယ်ဘူးနော်ဟုတ်တယ်6ကတောင်လဲမလာဖြစ်ကြဘူးလေပူလဲပူတာဟုတ်ရာသီဥကလည်းပူတာဟုတ်ကဲရေနံထုတ်တာကိုရေနံတူးတာကိုမမြင်ဘူးလို့မို့လာကြည့်တာဒီနေ့မောပါတယ်ဒီမှာအမောကြီးမြင့်မို့ဦးမကြီးပြားလေးပေါ့နော်မကြီးပလိတ်လေးတွေကိုကျွန်တော်ကစားမှာဖြစ်ပါတယ်ကောင်လေးတွေကလေအမောပြေတဲ့ကရွန်းလေးကောင်းတယ်အဲ့လိုခေါင်းလေးဘာတွေနောက်နေရဆိုရင်ခေါင်းလေးချီတယ်ရေနံစင်ဒီလာတာမောပါဒါမြင့်မို့မကြီးပလိတ်လေးအဲထဲမှာဘယ်လိုလေးပါတယ်ပြမယ်နော်ဒီမှာဒီလိုလေးတွေစောတော့မြင့်မို့မကြီးပလိတ်ကပိုက်ရှင်ဒါအကူဒီမှာစားပါဦးအကူလည်းမောပါရောဗောမောတိုင်းကောင်းတယ်နော်ကောင်းတယ်ညာလေးကစားပြီးသူတိုင်းလည်းပြောကြတယ်ညမ်းကြိုက်တယ်သူကတခြားရတာနဲ့မတူဘူးကောင်းတာတော့စားပါဒါဒီလိုလေးစက်ကူလေးနဲ့သူကနေပြီးတော့လှုပ်ထားတာကွာသူကဆွဲဆောင်မှုတမျိုးဆွဲဆောင်မှုရှိရင်တော့ဒီလိုလေးပြန်ဟုတ်တယ်အဲ့လိုမျိုးပြီးတော့အပြားလေးဆိုလည်းသူက brand ကစိတ်ဝင်စားတယ်ဟုတ်တယ်နော်အပြားလေးဆိုပြတော့ပြနက်ပြီးဟုတ်လားအလားကြည့်အောင်ပါစိတ်ုံပြကျင်တာဟုတ်တယ်စိတ်ုံလိုက်ပြအောင်ပဲပြီးပါတော့ကြည့်ကြမယ်နော်ဒီမှာဒါအညာရဲ့ဒါattraction တစ်ခုပေါ့နော်အညာတွေကမှဒီမှာ G plate ဆိုတာဒါမရှိမဖြစ်ပဲเนาะအညာရောက်စားစရာတွေကတစ်ခုပေါ့နော်အညာဆိုတဲ့အတိုင်းပဲပေါ့နော်အညာရောက်ရင်အဲ့ဒီမျိုးလေးစားစရာလေးတွေကအများကြီးပေါ်တယ်ကျွန်တော်တို့အရန်သဘောကျတယ်ဒီမှာကြည့်နောက်မှာကြည့်ဒီမှာတော့ရေနံမထွက်ဘူးစောစောဆက်ကတော့ရေနံထွက်တယ်အဲ့ဒီရေနံဆက်ကြီးတွေကိုရေနံစင်တွေကိုအများကြီးပဲ6မှာရေနံစင်တွေကိုအများကြီးပဲဟိုးထိတ်ဒီမှာကဲအခုကတော့ကျွန်တော်6မြို့ကိုကြုံတော့ကြုံခဲ့ပေါ့နော်6မြို့ကိုရောက်တုန်းကို6မြို့ကထွက်တဲ့မြင့်မို့မကြီးပလိတ်နဲ့တရက်ပလိတ်ကိုသွားပြီးတော့မှဝယ်မှာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်အရန်ကြိုက်တယ်။ခေါင်းနေမှုတဲ့ချိန်ကျရင်လည်းအဲ့ဒါလေးစမ်းလိုက်ခေါင်းကြည့်သွားတော့ကျွန်တော်အဲ့ဒါလေးကိုအမြဲတမ်းဆောင်ထားတာပေါ့နော်။ငယ်ငယ်တုန်းကလည်းစားဘူးလားဆိုတော့ဟိုမှာမြင့်မို့ဆိုင်ကိုသွားပြီးတော့မှဝယ်လိုက်အောင်မယ်။တီတီရေအေးတာမကြီးပလိတ်လေးရှိသေးလားဒီမှာတာရှိတယ်မနေ့ကတော့6ရောက်တယ်ကြားတယ်လိုင်းပေါ်မှာဟုတ်တယ်ရောက်လာပြီသိချင်းလေဟုတ်လားမနေ့ကကြည့်လိုက်ရသေးလားမနေ့ကမမြင်လိုက်ရဘူးလူတွေကများနေတော့အခုမှတွေ့ဆိုင်ရောက်လာပြီဆိုင်ရောက်သွားတာဝမ်းသာရဲ့ကဲမြင့်မို့မကြီးပလိတ်လေးကအထုပ်လေးကပြောင်းမသွားဘူးနော်တာဒီမဲ့မကြီးပလိတ်လေးကိုအရန်ကြိုက်တာမနေ့ကလေအဲ့မှာဒီကို6ကိုလာရင်းနဲ့ကျွန်မမြင့်မို့ကိုဝင်မဲဆိုပြီးတော့မှတွေးထားဟုတ်လားအားရောက်လာတော့ဝမ်းသာတယ်တွေးနေနေရဟုတ်တယ်အဲ့ကြရင်ပြန်ကြလက်ဆောင်လည်းပေးဦးမှာဟုတ်ကဲ့ပါအဲ့ဒါဆိုရင်မကြီးပလိတ်လေးယူသွားလိုက်မယ် तू ကတော်တော်ကောင်းတယ်ဗျသိလားဒါတို့လေကားစီးရဲ့ချိန်ကြလေ
ခေါင်းမူးတဲ့ချိန်ကျရင်ခေါင်းလေးနောက်နေဆိုဒါလေးစားလိုက်ရဆိုခေါင်းကြည့်သွား ဟုတ်တယ်ခေါင်းကြည့်သွား အရသာလည်းသူများနေနဲ့မတူဘူးနော် မတူ လောက်ပါအောင်ဘယ်လိုလေးလှုပ်ထားလဲပြပြပါအောင်တောက် ဒီတော့လေဒီမီဂျီပလိတ်ကို1990ခုနှစ်တည်းကမြင့်မို့ဆိုတာစပြီးလုပ်ခဲ့တာ ဩတောက်တော့မမွေးသေးဘူးအဲ့တော့ ဟုတ်တယ်အဲ့ရတဲ့နှစ်တီတော်ကြားနေခဲ့ပြီ ဒါကြတော့ဘူးလေးနဲ့ပတ်ကင်ထုတ်ထားတာဒါလေးကျတော့တစ်မျိုးလေးဖြစ်သွားပါတော့၃မျိုးဖြစ်သွားပါဗောဒီဇိုင်းက ဒီဇိုင်း၃မျိုး နိုင်ငံခြားသားတွေကဒီဒီဇိုင်းကိုကြိုက်တာလား ဟုတ်တယ်ဒီဒီဇိုင်းကိုကြိုက်တာဒီမြင့်မို့ဒီဒီဇိုင်းကလွယ်လို့ကျန်တာကိုလက်မခံဘူး ဩ ဒီဇိုင်းပြောင်းလို့မရဘူး အဲ့ဒါကြောင့်မလို့ဒီဇိုင်းတွေထုတ်ချင်တယ်ဆိုရင်တော့ဒီလိုမျိုးလေးပြောင်းထုတ်လိုက်တာလားဒီဒီဇိုင်းကတော့လုံးဝ ပြောင်းလို့မရ ပြောင်းလို့မရ လည်းပြောင်းလို့မရဘူး နိုင်ငံခြားသားတွေကတောင်စားတာနော် နိုင်ငံခြားသားတွေကစားတာမြင့်မို့စိတ်မဲ့မှတ်ထားတာ ဒီမှာမြင့်မို့ဦးလေးတွေကိုဒီမှာမြင့်မို့စတိုးဆိုင်မှာလာပြီးတော့မှကျွန်တော်ကဝယ်တာဖြစ်ပါတယ်လာဝယ်တာလက်ဆောင်တွေအများကြီးပြီးတော့မယ်တဲ့ အများကြီး နေဆိုင်လေးစားလေးသူများတွေကိုဟိုတကယ်လို့လာဝယ်ခြင်းတယ်ဆိုရင်ဆိုင်လေးစားလေးတောက်ပြောပေးဦးလေ မြင့်မို့စတိုးလမ်းမတော်လမ်း ဟုတ် ပကံညောင်ဦးလမ်းပေါ့မိန်း ပ လ ကံ မ်းပေါ်မှာ လမ်းမတော်လမ်းလိုင်းပေါ်နေဝယ်ခြင်းတယ်ဆိုရင်ရော လာကြပို့ပေးပါတယ် ဩဆက်သွယ်ရမယ့်ဖုန်းနံပါတ်လေးပြောပြပါ ပါ ဦး ပါတယ်ဆက်သွယ်ရမယ့်ဖုန်းနံပါတ်က39 တညာကိုပြောပါဦး 239 5129ခွန် အော် 5129ခွန် တညာကို2339 5129ခွန် နောက်တစ်လုံးက39 2339 58ခွန်လေးဆိုရပါတယ် အော်2339 58ခွန်လေးအဲ့ဖုန်းနံပါတ်တွေကိုဆက်ပြောမှာဒီမှာ မာယူလို့ရပါ မာယူလို့ရပါတယ်မကြီး plate လေးတွေပြီးရင်တရက် plate လေးရောရှိတယ်ဒီမှာ ဒီပလေးနဲ့ရှိပါတယ် ရွှေရောင်လက်တရက် plate မြင့်မို့ဦးစတိုးကိုရောက်တော့မြင့်မို့ဦးမကြီး plate လေးတွေလာပြီးတော့မှအားပေးရဖြစ်ပါတယ်6ကရောက်ခဲရလေနော် ဟုတ်တယ် 6မြို့ကိုဒါကျုံတော့ကျုံကေလာပြီးတော့မှပင်ရင်ကိုလာပြီးတော့မှအားပေးတာပေါ့ ပင်ရင်မှာပဲဒီ ဘယ်ဒီမှာရောရောင်းသေးလေ ဟောစာကြောက်ပတောင်းလေးရတယ်ပကံညောင်လေးရတယ်ခုတ်ကူလေးရတယ်နောက်တဲ့ဥစ္စာလည်းဖြစ်ပါတယ်တရုတ်ပြည်မူဆယ်ထဲမှာလည်းရပါတယ် ဩအဲ့လိုမျိုးတွေလည်းပို့ပါတယ်ခင်ဗျာလိုင်းမော်နေလေဆက်သွယ်ပြောမှာမှားလို့ရပါတယ်